အမတ်တယောက်ပြောဦးတာလေးသဘောကျလို့ရှင်သန်ရရဲ့ပတ်ဝန်းကျင်တွေမတူလို့အချင်းစရိုက်တွေလည်းမတူကြဘူးဆိုတဲ့စကားလေးချစ်ချင်းမေတ္တာနဲ့ကျေးဇူးတရားကိုကောင်းမွန်စွာသင်ကြားခဲ့ရတဲ့သူနဲ့ချစ်ချင်းမေတ္တာကိုတမိုးမထားတဲ့ပတ်ဝန်းကျင်မှာရှင်သန်ကြည်ပြင်းခဲ့ရတဲ့သူနဲ့အချင်းစရိုက်စိတ်နေစိတ်ထားတွေကဘလို့မှမတူကြဘူးအမားတို့ကကိုယ့်ပေါ်ကောင်းတဲ့သူဆိုရင်အမြဲတမိုးထားပြီးရှင်သန်သွားကြတာဆိုပေမဲ့လူတချို့ကတော့ကိုယ့်ပေါ်ကောင်းတဲ့သူဆိုရင်ငါတုံးချလို့ရတဲ့သူငါခိုင်းလို့ရတဲ့သူလို့တွေးရကြတာတဲ့ဒီစကားတကယ်မှန်တာနော်ဘဝမှာလူမျိုးမျိုးနဲ့ကြုံရတယ်ကိုယ့်ပေါ်တကယ်ကောင်းမွန်ကြတဲ့သူတွေရှိသလိုကိုယ်ကကောင်းပြီးကိုယ့်ပေါ်ပြန်ကောင်းမိကြတဲ့အတော့ပြန်ရှိရဲ့စိနာမိတာတွေကြုံခဲ့ဘူးလေကိုယ်မှတစ်ထောင်ရှိလို့တရားပေးရမျိုးမဟုတ်ပဲတရားပဲရှိအောင်ရန်လုံးပေးခဲ့ပြီးမှစောခံလိုက်ရတဲ့စိနာမိတာတွေလည်းရှိခဲ့ဘူးတော့လူတိုင်းပေါ်အပြည့်အဝကောင်းမွန်လို့မရမှန်းသိလာခဲ့အဲအကြောင်းခုနောက်ပိုင်းမတူပုံမှန်မျောလင်းချက်မထားဘူးသူတစ်ဖြင့်သူကငါ့ကိုဒီလိုမလုပ်တော့ပါဘူးဆိုရင်မျောလင်းချက်ကိုပုံမထားဘူးကိုကတော့ငါဒီလောက်ကောင်းမင်းရဲ့နေလို့ရလင်းချင်းလို့တွေးရင်လုံးရလို့လောက်သွားတာသူစီရိုက်လေအခုနောက်ပိုင်းကိုယ်တိုင်စင်မြေဖို့အရင်တွေးရကိုကြောင့်သူဘာသာမထိခိုက်ဖို့ပဲဦးစားပေးကျန်တာကိုတက်ကိုပဲတွေးရောမဖိတ်ခေါ်တဲ့ရက်မကြိုးစိုးတဲ့ရက်တွေဆိုရင်မတော်ဘဲနေအတော့ပြန်မရှိရင်ချစ်ချင်းမြတ်တာတွေကိုလေအတက်နိုင်လို့ရှောင်ပြလိုက်အဘောအမပြောခဲ့တော့ပဲစိတ်ချမ်းသာဖို့တော်လေ